ကျွန်တော်ဟာဘာမှတုံ့ပြန်မှုမရှိတော့တဲ့အမေကို wheelchair နဲ့တွန်းလာရင်းတက်တီကိုမနှဲမွေးပြီးခောက်ဆွဲဆိုင်လေးတစ်ဆိုင်ထဲကိုဝင်လာခဲ့တဲ့ဆိုင်ရှင်ကိုအတန်တိုးတိုးလေးနဲ့ခောက်ဆွဲနှစ်ပွဲအလကားပေးလို့ရမလားလို့တောင်းပန်တိုးရှိုးလိုက်မိတဲ့ဆိုင်ရှင်ကအစပိုင်းမှာညင်းမလို့လုပ်ပေမဲ့ wheelchair ပေါ်ကအမေကိုမြင်သွားတဲ့အခါဇဝေဇဝါဖြစ်သွားပြီးခေါင်းညစ်ပြခဲ့တယ်။မကြခင်မှာပဲပူပူနွေးနွေးခောက်ဆွဲနှစ်ပွဲရောက်လာတယ်။ဒါပေမဲ့ကျွန်တော်ကတော့ကိုယ်ခောက်ဆွဲကိုပဲအနမ်းမရစားနေမိတယ်လို့အမေပကံထဲကကြက်ဥကိုတောင်ယူစားလိုက်မိတယ်။ဒါကိုမြင်တဲ့ဆိုင်ရှင်ကမနေနိုင်တော့ပဲတခုခုပြောဖို့ပြင်နေတော့မှပဲကျွန်တော်အိတ်ကက်ထဲကပတ်စံချိုကျန်းပြင်ပေါ်ကိုကျသွားခဲ့တဲ့ဆိုင်ရှင်ရဲ့မျက်နှာကချက်ချင်းပြောင်းလဲသွားပြီးကျွန်တော်ကိုစတင်မေးခွန်းထုတ်တော့တာပဲ။မင်းမှာပတ်စံရှိနေတာပဲဘာလို့တနာစရာကောင်းအောင်ဟန်ဆောင်နေတာလဲတဲ့။ကျွန်တော်လည်းပြပြတလဲရှင်းပြလိုက်ရတယ်ဒါကျွန်တော်ပတ်စံမဟုတ်ပါဘူး။အမေရဲ့ခွဲစိတ်မှုအတွက်စုထားတဲ့ပတ်စံတွေပါလို့ဒါကိုကြားတော့သူကပိုတောင်ဒေါသထွက်သွားပြီးအဲ့ဒါဆိုရင်မင်းကဘာလို့သူ့စီကကြက်ဥကိုလူစားနေရတာလဲလို့ပြန်မေးတယ်။အဲ့ဒီအချိန်မှာတော့ကျွန်တော်မျက်ရည်တွေကိုမထိန်နိုင်တော့ပဲပြောလိုက်မိတယ်ဘာလို့လဲဆိုတော့မနှက်ဖြန်မှာကျွန်တော်အမေကိုကြောက်ကက်လူရမှာမို့လို့ပါခွဲစိတ်မှုတန်ကိုခံနိုင်အောင်အားရှိအောင်စားထားရတာပါသူမယုံမှဆိုလို့ကျွန်တော်ကြောက်ကက်လူမဲ့အထောက်ထားလက်မှတ်ကိုပါထုတ်ပြလိုက်တယ်ဆိုင်ရှင်ကကြောင်သွားပြီးကျွန်တော်ကိုအမြန်ပဲတောင်းပန်ခဲ့တယ်ဘေးနားကလူတွေကလည်းသူတို့စပွဲကအစားအစာတွေကိုကျွန်တော်စီလာပေးကြတယ်ကျွန်တော်လည်းလူတိုင်းကိုအမြန်ပဲကျေးဇူးတင်စကားပြောခဲ့ပါတယ်ကျွန်တော်ခေါင်းကုန်းလိုက်တဲ့ခဏမှာပဲချမ်းသာတဲ့လူငယ်တစ်ယောက်ကကျွန်တော်လည်းပဲနောက်ကမှဲ့ကိုသတိထားမိသွားတယ်အဲ့ဒါကသူတို့မိသားစုမျိုးရိုးလိုက်တဲ့ထူးခြားတဲ့အမှတ်သားပဲသူကကျွန်တော်ကိုသူ့ရဲ့ပျောက်ဆုံးနေတဲ့တူမလေးဖြစ်နိုင်တယ်လို့တန်တရားဝင်ပြီးမိသားစုဝင်တွေကိုအမြန်ဖုန်းဆက်လိုက်တယ်ဒါပေမဲ့သူတို့ရောက်လာတဲ့အချိန်မှာကျွန်တော်ကဆိုင်ကထွက်သွားပြီးအဲ့ဒီလူငယ်ကကျွန်တော်ဘုံကိုပြလိုက်တဲ့အခါသူ့ရဲ့အကိုကြီးကဒါဟာသူ့သမီးဆိုတာတေချာသွားပြီးချက်ချင်းပဲလိုက်ရှာတော့တယ်ဒါတွေကိုကျွန်တော်ဘာမှမသိခဲ့ပါဘူးကျွန်တော်ကတော့ဆေးရုံမှာအမေကိုစစ်ဆေးမှုတွေလုပ်ဖို့ဝီချက်တွန်းရင်းရောက်နေခဲ့တယ်။အဲ့ဒီအချိန်မှာဖုန်းပြောလာတဲ့ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကအမေရဲ့ဝီချက်ကိုဝင်တိုက်မိတယ်။သူ့ရဲ့တံမိုးကြီးအိတ်ကပေးကျန်သွားတယ်။တကယ်တော့ဒါဟာသူ့မှားကြောင့်ဖြစ်တာပါ။ဒါပေမဲ့သူကကျွန်တော်စီကနေအိတ်လျှော်ခ$30တူညတောင်းတယ်။ကျွန်တော်လည်းကြောက်လန့်တကြားနဲ့ပတ်စံမရှိကြောင်းတောင်းပန်နေတော့မှသူကကျွန်တော်အိတ်ကိုဆွဲလူပြီးအထဲကပတ်စံတွေကိုမြင်သွားပြီးယူသွားခဲ့တယ်။ကျွန်တော်ဒူးထောက်ပြီးအဲ့ဒီပတ်စံတွေကအမေစေကူဖို့အတွက်ပါလို့ဘလို့ပဲပြောသူကတော့လုံးဝမတနာခဲ့ဘူးဘေးကလူတွေကဝိုင်းဝန်းဖြန့်ဖြေပေးပေမဲ့သူကပိုပြီးဒေါသထွက်လာပြီးကျွန်တော်ကိုရန်ရှာဖို့ပဲကြိုးစားနေတဲ့အဲ့ဒီအချိန်မှာဘာမှတုံ့ပြန်မှုမရှိတဲ့အမေကရုတ်တရက်မျက်လုံးတွေပွင့်လာပြီးကျွန်တော်ကိုကာကွယ်ပေးခဲ့တယ်အဲ့ဒီအမျိုးသမီးကတော့နောက်နှမရတဲ့အပြင်ကျွန်တော်တို့ကိုပြဿနာရှာတယ်လို့ဆွဆွဲပြီးဒေါသတကြီးနဲ့ဘေးကပလင်းတစ်လုံးကိုကောက်ယူကာကျွန်တော်တို့ကိုပြစ်ပေါက်ဖို့လုပ်နေတော့မှာပဲလူစိမ်းတစ်ယောက်ကဝင်တားလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်မသိခဲ့တာကတော့အဲ့ဒီလူဟာကျွန်တော်တခါမှမတွေ့ဘူးခဲ့တဲ့ကျွန်တော်ရဲ့ဖခင်ရင်ဖြစ်နေတယ်ဆိုတာပါပဲ